Hello. Myamane andamya alo ngumilaba alo nuko seta ware. Chano dini le myamo ke kaba nega ye khinchi achao ni nge sunu chin ne. Ke sale ya. Huni ri ya chano sunu ke pi de time ba be. Chano digni myamo ke kaba nega ye khinchi ne ko chano li la de kha ma. Adika jo kai ni de adika anya ni bro ma di lo swai kai ni de. 不过一动物系啊，这个ကတော့အားလုံးသိကြပြီးတဲ့အတိုင်းပဲ American သမ္မတ Trump နောက်ပြီးတော့ရုရှားသမ္မတ Putin ပြီးတော့တရုတ်သမ္မတ Xi Jinping တို့ပဲဖြစ်တယ်နိုင်ငံအနေနဲ့ပြောမယ်ဆိုတော့ American ပြည်ထောင်စုရဲ့ရုရှားရဲ့တရုတ်သမ္မတနိုင်ငံတို့ပေါ့ဗျာဆိုတော့ဒီပုဂ္ဂိုလ်၃ဦးကပဲဒီကနေ့မျက်မှောက်ခေတ် ကပ္ပနိုင်ငံကြီးအခင်းချင်းကိုလူတလူရွှေ့ပြီးတော့မှလူတလူမောင်းနေနေတာပါအဲ့ဒါကိုကျွန်တော်တို့ကကနနာတိဖို့တော့လိုတယ်အဲ့ဒီအထဲမှာကျွန်တော်တို့တရုတ်ဆိုလို့ရှိရင်ကျွန်တော်နဲ့အိန္ဒိယဖြစ်နေတယ်နေဆက်မိုင်ပေါင်းများစွာကျွန်တော်ထိစပ်နေတဲ့အိန္ဒိယနိုင်ငံလည်းဖြစ်နေတဲ့အခါကျတော့ကျွန်တော်တို့အတွက်ကပူပြီးတော့မှအရေးတော်ပူကြီးသေးတယ်ဆိုဒီကနေ့မျက်မှောက်ခေတ်ကပ္ပနိုင်ငံကြီးရဲ့တင်ငင်မှု မတည်ငြိမ်မှုတွေနောက်ပြီးတော့စစ်ပွဲတိုးတက်မှုမတိုးတက်မှုတွေအဲ့ဒါတွေကဒီ၃နိုင်ငံရဲ့ဒီပုဂ္ဂိုလ်၃ဦးရဲ့အပေါ်မှာအများကြီးမူတည်တယ်ရှင်းပြောရမယ်ဆိုလို့ရှိရင်ကမ္ဘာနိုင်ငံကြီးရဲ့အနာဂတ်မျက်မှောက်ပစ္စုပန်အနာဂတ်အထည်ကိုသူတို့ကပဲ ဆက်လက်ပြီးတော့မောင်းနေအောင်မဲ့အနေထားမှာရှိနေတယ်အဲ့ဒါကြောင့်ဒီပုဂ္ဂိုလ်၃ဦးရဲ့တွားချင်နေတဲ့လမ်းကြောင်းသူတို့ရဲ့ချက်မှတ်ထားတဲ့ policy တွေသူတို့ရဲ့ကဘာရေးကိုချပြချင်နေတဲ့ policy တွေတွားစီချင်တဲ့သူတို့ရဲ့လမ်းကြောင်းတွေကျွန်တော်လိလာသိရှိဖို့အရင်ရေးကြည့်လာတယ်ဆိုတဲ့အခါကျတော့ကျွန်တော်လိလာကြည့်တဲ့အခါကျတော့သမရထစ လိလာရအောင်သမရထရန့်ကသူကဟိုတိုင်းတိုင်းတမနောက်ပြီးတော့တကသူကစီးပွဲတမသူအားလုံးကိုသူကစီးပွဲအမီနဲ့ပဲတွားနေတာဥပမာကြည့်မယ်ဆိုလို့ရှိရင်သမရဂျိုးဘိုင်ဒန်တို့ခေတ်တုန်းကရုရှားယူကရိန်းစစ်ပွဲမှာယူကရိန်းဘက်ကရပ်ပြီးတော့မှအကူအညီတွေအများကြီးပေးထားတယ် အကူအညီအများကြီးပေးထားတဲ့ကိစ္စကသူတို့ရဲ့အမိမှာဒီနာတိုနေတိုအဖွဲ့အစည်းနဲ့ဒီအနောက်ဥရောပကိုကူညီနေတယ်လို့ယူကရိန်းနိုင်ငံကိုကူညီနေတယ်လို့ပဲသူကတွက်တာပြောရမယ်ဆိုတော့ဒီစေတနာနဲ့ကူညီနေတဲ့ပုံစံမျိုးနဲ့သူကတွက်တာ ဒါမဲ့သမ္မတထန့်ကြီးတက်တာတဲ့အခါမှာသူကရှေ့ပွဲအမိနဲ့တွက်တာတွက်တဲ့အခါကျတော့ကျွန်တော်တို့အကူအညီတွေကဒီတိုင်းပဲပလုံဆိုပြီးတော့မှရေထဲပစ်ချက်လိုက်တဲ့ကြောက်ကဲတုံးကြီးလို့မဖြစ်စီတင်ဘူးဒါကအမေရိကန်ပြည်သူတွေရဲ့ချွေးနေစာတဲ့ကနေပြီးတော့မှသူတို့ရဲ့အခွန်ဆောင်ထားတဲ့ငွေကြီးဖြစ်နေတယ် အဲ့ဒါကြောင့်အလကားတက်တက်ဒီလိုအကုန်ခံလို့တော့မရဘူးအဲ့ဒါကြောင့်ကျွန်တော်ပြန်လို့ချင်းတယ်အဲ့ဒါကိုကျွန်တော်ပြန်ရအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့စစ်ပွဲအမိနဲ့ချင်းကပ်လာတာကိုကျွန်တော်တွေ့ရတယ်အခုလည်းအဲ့ဒါပဲသူကလုပ်နေတာပဲနောက်တစ်ခါသမ္မတပူတင်ကိုကြည့်အောင်သမ္မတပူတင်မှာအများတုံကတိတ်တတိမပြုတ်မိတဲ့အချက်တစ်ချက်ရှိတယ် အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့အတွင်းစိတ်ထဲမှာမကြည်နပ်တဲ့အငုတ်စိတ်တစ်ခုရှိတယ်အဲ့ဒါတစ်ချိန်လုံးကလည်းသူဖွင့်ပြခဲ့ဘူးတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့1990ခုနှစ်ဆိုဗီယက်နိုင်ငံဆိုဗီယက်ပြည်ထောင်စုကြီး15နိုင်ငံအဖြစ်ပြိုကွဲသွားတာကိုသူကဘယ်လိုမှမကြည်နပ်ဘူးသူဘယ်လိုမှလက်မခံနိုင်
ပြောဘူးတာကအဲ့ဒီအချိန်တုန်းကတာလင်သူဒီနိုင်ငံရဲ့ကောင်းဆောင်တယောက်သူ့မဟုတ်နိုင်ငံအရေးမှာဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တယောက်သာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီလိုအဖြစ်ပြောင်းမျိုးဖြစ်ပေါ်လာစရာအကြောင်းလုံးဝမရှိဘူးလို့သူပြောထားတာအဲ့ဒီအငုတ်စစ်ကပဲသူ့ရဲ့တောက်လျှောက်သူ့ရဲ့လုပ်ငန်းနေသူ့ရဲ့ခြေလှမ်းတွေကိုတွတ်စီတယ်သူ့ရဲ့ဒီအတွင်းခံစစ်ကနေပြီးတော့မှခွန်အားတစ်ခုရှိတယ်ပြောမယ်ဆိုတနေ့နေ့ကြရင်တော့ဆိုတဲ့ကျင်းဝါထားတဲ့စိတ်ထားတစ်ခုရှိတယ်အဲ့ဒီအငုတ်စိတ်ကြောင့်ပဲဒီကနေ့ရုရှားနဲ့ယူကရိန်းစစ်ဖြစ်နေတာပါဒီယူကရိန်းနဲ့ရုရှားစစ်ဖြစ်ဖို့ကအကြောင်းချက်တွေအများကြီးရှိတယ်ဆိုပေမဲ့အဓိကသမ္မတပူတင်ရဲ့အစွမ်းအပြောတဲ့မကျင်တဲ့အငုတ်စစ်အဲ့ဒါကအဓိကပါတပည့်ကဒီယူကရိန်းနိုင်ငံကလည်းနေတိုးနိုင်ငံထဲကိုဝင်မဲ့တကယ်ကဲလုံနေတဲ့အချက်ကသမ္မတပူတင်ရဲ့အငုတ်စစ်ကိုဖော်ဆောင်ဖို့အခွင့်အရေးတစ်ခုဖြစ်သွားစေတယ်သမ္မတပူတင်ကအရှင်တို့ကကြီးကျယ်ခဲ့ဘူးတဲ့ဆိုဗီယက်ယူနီယံကြီးအဲ့လိုမျိုးမရှုမလှပြိုကွဲတော့တာဘလို့မှသူမခံစားနိုင်သူလက်ခံလို့မရဖြစ်နိုင်သူအကုန်လုံးပြန်ယူခြင်းတယ်ဖြစ်နိုင်အဲ့ခွဲထွက်တော့တဲ့နိုင်ငံတွေအကုန်လုံးသူပြန်သိမ်းချင်နေတာဒါပေမဲ့အခွင့်ကမတားအဲ့လိုအတလို့ရှိပြန်သိမ်းဖို့ကလည်းခက်နေတယ်ဆိုတော့အဲ့ကြားထဲမှာယူကရိန်းကလည်းဟောင်ဖော်နဲ့အဲ့လိုဖြစ်လာတဲ့ခါကျတော့သူ့အတွက်ကအခွင့်အရေးတစ်ခုပေါ်လာတာအဲ့ဒါကြောင့်ယူကရိန်းကိုသူအချိန်ဆွဲမနေပဲနဲ့တခါတည်းစစ်ပွဲဆင်နွှဲလိုက်တာပဲခုလေအဲ့ဒီစစ်ပွဲကရပ်ဖို့ငြိမ်းချမ်းဖော်ဆောင်ဖို့ကလွယ်မယောင်နဲ့ခက်နေတယ်ဘုဘကသမ္မတထက်ကအစွမ်းကုန်ကြိုးစားနေတယ်သမ္မတပူတင်နဲ့စကားပြောလိုက်ဇလင်းစကီနဲ့စကားပြောလိုက်နဲ့အစွမ်းကုန်ကြိုးစားနေတယ်ဖြစ်နိုင်ချီရှိတဲ့ရောင်နေလေးကလည်းတန်းလာတယ်ငင်းချင်ဖြစ်လာနိုင်စရာအကြောင်းလေးပေါ်လာတယ်ဒါပေမဲ့မနေ့ကဆိုတဒုံနဲ့ပြန်ချနေတာအဲ့ဒီလိုကိုဖြစ်နေတာအဲ့တော့ခမန်ထားတဲ့လောက်ခမန်ထားတဲ့ထက်လွယ်မယောင်နဲ့ခက်နေတဲ့အနေထားပါသမ္မတပူတင်ရဲ့အငုတ်စစ်ကိုချိုးနိုင်မဲ့ကိစ္စကဘာရှိအောင်မလဲဆိုတော့သူကျင်တဲ့လောက်တဲ့နေမီတစ်ခုအောင်ပွဲတစ်ခုရမှအဲ့ဒီအငုတ်စစ်ကိုအနည်းငယ်ချိုးနိုင်လို့ရမှာဆိုတော့ဒီတိုင်းပဲခုဒီတိုင်းကြည့်မယ်ဆိုလို့ရှိရင်ရုရှားဘက်ကစစ်ကြီးကအားတာနေတာဘာဖြစ်အတိပြောက်များတာတော့မှနဲ့ရှုံနေတာမှုများတာတော့နှစ်ဖက်စလုံးမှနဲ့တော့ပေမဲ့ဘာဖြစ်ရုရှားဘက်ကအားတာနေတယ်ယူကရိန်းနိုင်ငံရဲ့နေမီရဲ့20ရာခိုင်နှုန်းလောက်ကရုရှားလက်ထဲကိုရောက်သွားပြီပြီးတော့စစ်ရေးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေရုရှားဘက်ကအများကြီးအားတာနေတာကျွန်တော်တွေ့တယ်အဲ့ဒီအချိန်မျိုးမှာသူကငိမ့်ချင်းယူဖို့ကသူ့အတွက်ကတော်တော်လေးကိုခက်နေတယ်သူ့ရဲ့မဟာရည်မှန်းချက်ဖြစ်တဲ့အရင်ဆိုဗီယက်ယူနီယံကြီးပြန်ဖော်ဆောင်ဖို့ဆိုတဲ့ကိစ္စမျိုးဖြစ်လာခါနေမှာအဲ့ဒီလိုပဲဇလန်းကအဆုံးသတ်သွားမယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးကဖြစ်လာတဲ့ခါမှာသူ့အတွက်ကအင်မတန်မှအခက်အခဲရှိနေတယ်ဒါကသမ္မတပူတင်ရဲ့အပိုင်းနောက်တစ်ခါတရုတ်သမ္မတရှီကျင်းပင်ကတော့သူကအေးစီသမားပဲသူကစကားမများလက်တွေ့သမားသမ္မတပူတင်နဲ့ခက်ဆင်ပဲသူကကမ္ဘာလူဦးရေအများဆုံးနိုင်ငံတနိုင်ငံရဲ့အကောင်းဆောင်ဖြစ်နေတဲ့အခါမှာသူ့မှာထားလိုက်တဲ့ဝန်ထုပ်ဝန်ပေးတွေကမနှဲဘူးဝန်အရန်ပြိနေတယ်ပြီးတော့ရှေ့ကပြောတဲ့ဒီပုဂ္ဂိုလ်နေဦးနဲ့ဆိုင်သူကညီလေးပဲသူရှေ့ကပုဂ္ဂိုလ်နေဦးကတော့အကိုကြီးတွေပေါ့သူတို့ကတကယ်ကမ္ဘာစူပါနိုင်ငံတွေ
ဖြစ်လာတာလည်းကြာဒါပေမဲ့ဒီတေးဝင်နိုင်ငံကစူပါဒန်ဝင်လာတာတိတ်မကြသေးဘူးသူကဒီလောက်ထိတိုးတက်လာတာဒီနှစ်ပေါင်း20 30လောက်ပဲရှိသေးတယ်20လောက်ပဲရှိသေးတယ်အဲ့ဒီမတိုင်ခင်တော့ဆိုရင်တရုတ်ကအဲ့လိုတိုးတက်တာမှမဟုတ်ပဲသူတို့ကွန်မြူနစ်နိုင်ငံစထိုးတောင်တော့ဆိုလို့ရှိရင်စံပြုတ်တော်မှာဝတ်အောင်မတောက်နိုင်တဲ့နိုင်ငံနေသမင်းမပြုံးနဲ့စံပြုတ်တော်မှာခွဲရန်ချတောက်ရတဲ့နိုင်ငံလူကြီးကလည်းအရမ်းများတာဆိုတော့အဲ့ဒီအရာတွေပေါ့တဖြည်းဖြည်းရုန်းကန်လာတော့1980နောက်ပိုင်းမှာခေါင်းဆောင်ကြီးတင်လျှောက်ပင်တက်လာတယ်ခေါင်းဆောင်တင်လျှောက်ပင်ရဲ့ခင်မှာသူက policy တစ်ခုချမှတ်ထားတာရှိတယ်သူကအဲ့ policy ကဘာလဲဆိုတော့ကြောင်ဖြူကြောင်မဲအတိတ်ကမဟုတ်ဘူးကြွဖမ်းဖို့ပဲရည်ကြည်တယ်ကြွဖမ်းဖို့ကအတိတ်ကဆိုတဲ့စနစ်တစ်ခုပေါ့နော်သူ policy တစ်ခုချမှတ်လာတယ်သူဆိုလို့ရှိရင်ကဒီအုပ်ချုပ်ရေးစနစ်ကဖြူဒီမဲဒီဖြစ်စီအတိတ်ကတိုင်းသူပြည်သားတွေဝမ်းဝတ်ဖို့ပဲတိုင်းသူပြည်သားတွေစာဝတ်နေကြီးပြည်လေဖို့ပဲတိုင်းပြည်တိုးတက်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကွန်မြူနတီပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးကောင်းတယ်ဆိုတဲ့ policy အဲ့ရနေစပြီးတော့မှကောင်းဆောင်ကြီးဒိန်လျှောက်ပင်အားပဲဒီစစ်ပွဲတကားပွေဝါဒကိုစပြီးတော့မှကျင့်သုံးတာအဲ့ရနေစပြီးတော့မှတဖြည်းဖြည်းနဲ့တိုးတက်လာတာတယောက်လူငယ်တွေကလည်းကျူးစားတယ်နော်ဒီတယောက်တွေကလွယ်တော့မလွယ်အရန်ကျူးစားတာတို့အရန်ကျူးစားလို့လေအချင်းတူတွေမှာတကက်ကဘစူပါပါဝါတန်းကိုဝင်နေတာတောင်တန်ကျူးစားမှုမျိုးနဲ့မရဘူးဒီအဆင့်ရောက်ဖို့ဆိုတဲ့ကကြတော့တွားတော့ညီလေးပေါ့ဗျာညီလေးဒီ၃ယောက်ထဲမှာတွားတော့အနုဆုံးပေါ့ဒါမဲ့လူဝိရတော့အများဆုံးအဲ့လိုဖြစ်နေတယ်ပြီးတော့တိုးတက်မှုမှာဆိုလို့ရှိရင်တော့သူကလည်းချီးရွှာတယ်အရမ်းမြန်တာသူတို့ရဲ့တိုးတက်မှုကအထူးတွေပြောမယ်ဆိုလို့ရှိရင်နေပင်ဟာဘက်မှာအချမ်းကိုတိုးတက်မှုကမြန်တယ်ကိုအဓိကပြောမယ်ဆိုလို့ရှိရင်ဒီလက်စစ်တအားတုံးတဲ့မော်တော်ကားတွေ EV ကားတွေလောကမှာဆိုလို့ရှိရင်တရုတ်ကနံပါတ်1ပဲအမေရိကအဲ့လိုမဟုတ်တရုတ်ပဲအဓိကအမေရိကကသူကသမ္မတထန်းကဒီ EV ဘက်ထရီသုံးတဲ့ကားတွေတော့တိတ်အားပြီးတာမဟုတ်သူကအမေရိကန်တွေရဲ့အကြိုက်ကိုသူကတိတယ်အမေရိကန်တွေကကောင်းပွဲဆန်ပေါ့သူကခက်မိုက်ကားမောင်းချင်အဲ့တော့စီအပိထဲပဲကွာပြီးတော့ခက်ကြမ်းကြမ်းနဲ့မောင်းမယ်အဲ့လိုမျိုးကအမေရိကန်တွေကသဘောကျတဲ့အခါကျတော့သူက EV ကားလို့ကတော့အဲ့လိုမောင်းလို့မရဘူး EV ကားတွေကနှုတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့တွားမိတာဆိုတော့စီထဲမယ်ဒီဇယ်တွေကောင်းစားတွေထည့်ပြီးတော့မှတပွန်းပွန်းနဲ့မောင်းမယ်ဆိုတဲ့ပုံစံမျိုးတွားသဘောကျနေတာဆိုတဲ့ကကြတော့ EV လောကမှာတော့အမေရိကကအဲ့လိုရှိမဟုတ်အဓိကတရုတ်ပဲဆိုတော့ဒီပုဂ္ဂိုလ်၃ဦးရဲ့ဒီကနေ့ကပ္ပနိုင်ငံရေးဇက်ကုံပေါ်မှာလွှမ်းမိုးမှုကအင်မတန်မှအရှိကြီးလာတယ်အဲ့ဒါကျွန်တော်ဆွေးနွေးချင်တာဒါပေမဲ့ဒီပုဂ္ဂိုလ်၃ဦးရဲ့နောက်မှာကပ်ပြီးတော့မှလိုက်လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်နိုင်ငံတွေလည်းရှိတယ်အဲ့ဒါကတော့ပြောမယ်ဆိုလို့ရှိရင်အင်္ဂလန်တို့ပြင်သစ်တို့ဂျာမနီတို့ဂျပန်တို့ကျွန်တော်အရှိပြမှာဆိုရင်ဂျပန်ပေါ့ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်အိန္ဒိယတို့ဘာလို့ပေါ့ပြီးတော့တောင်အမေရိကတိုက်တို့ဘာလို့မှာဆိုလို့ရှိရင်ဘရာဇီးတို့ဘာလို့အဲ့ဒီနိုင်ငံတွေကလည်းအတော်လေးကိုတိုးတက်မှုကြီးမားပြီးတော့မှသူတို့ရဲ့အရှင်ဝါနဲ့တဖြည်းဖြည်းနဲ့ကြီးမားလာတာကိုကျွန်တော်တွေ့ရတယ်ဆိုတဲ့အခါကျတော့ဒီဒုတိယတန်းပုဂ္ဂိုလ်တွေထဲမှာအဓိကကျွန်တော်တို့ဒီကနေ့မျက်မှောက်ခေတ်မှာအတော်လေးကိုလှုပ်ရှားမှုမြန်လာနိုင်တဲ့သူတွေကတော့ဘယ်သူတွေလဲဆိုတော့အင်္ဂလန်နဲ့ဒီပြင်သစ်တို့ဂျာမနီတို့ပေါ့ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီ၃နိုင်ငံကအခုယူကရိန်းစစ်ပွဲမှာသူတို့ကမရပ်ချင်သူကသမ္မတထနဲ့ပူတင်တို့ကနေပြီးတော့မှရပ်ဖို့ဆွေးနွေးမှုတွေလုပ်နေတယ်ဒါမဲ့ဒီ၃နိုင်ငံကယူကရိန်းစစ်ကိုသူကနိုင်အောင်တိုက်ချင်နေတာသမ္မတထကယူကရိန်းကိုထောက်ပံ့မှုမပေးတော့ဘူး
စစ်လက်နက်တွေနိပညာတွေငွေကြီးတွေထောက်ပံ့မှုမပြီးတော့ဘူးအကုန်လုံးနားလိုက်ပြီဒါမဲ့ဒီ၃နိုင်ငံကခုနပြောတဲ့၃နိုင်ငံကဆက်ပြီးတော့မှထောက်ပံ့တယ်ဆက်တိုက်မယ်နိုင်မနိုင်တော့မသိဘူးဆက်တိုက်မယ်အဲ့လိုမျိုးစိတ်ထားတွေရှိနေတယ်သူတို့ကလည်းဒီတိုင်းကြီးပဲ့ထားလို့တော့မရဘူးပေါ့ရှင်းပြောမှဆိုရင်ဒီနိုင်ငံကလည်းဒီ၃နိုင်ငံကလည်းတကယ်ရဆွေနဲ့ဗာနဲ့အမတားမှကြီးကျယ်ခဲ့မှုတဲ့နိုင်ငံတွေအင်္ဂလန်ဆိုလို့ရှိရင်နေမဝင်အင်ပါယာကြီးတည်ထောင်နိုင်ခဲ့တဲ့နိုင်ငံပြင်သစ်ဆိုလို့ရှိရင်အဲ့တိုင်းပါပဲသူကနပိုလီယန်တို့ဘာလို့တကယ်တော်တဲ့စစ်တကြီးတွေမွေးဖွားတဲ့ပေါ်ပေါက်ခဲ့တဲ့နိုင်ငံပြောဂျာမနီတို့ဘာလို့ဆိုလို့ရှိရင်ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်ကမ္ဘာကြီးကိုမွေနှောက်ခဲ့တဲ့နိုင်ငံဆိုတော့သူတို့ကလည်းအဲ့ဒီစကရှိနေတယ်အဲ့စကဒီတိုင်းကြီးအလွယ်လေးနဲ့သူတို့ကကောင်းမငုတ်ချင်အလွယ်ကလေးနဲ့သူတို့ကကောင်းမအရှုံးပေးတဲ့ဟာမျိုးသူတို့ကလက်မခံနိုင်အဲ့တော့ဒီယူကရိန်းစစ်ကိုသူကဆက်ပြီးတော့မှတွားချင်နေတာဒါမဲ့သူတို့ရဲ့အပေါ်မှာရှိတဲ့ဒီပုဂ္ဂိုလ်ကြီး၃ဦးကနေပြီးတော့မှဘယ်လိုခြေလန်းလန်းမလဲဆိုတဲ့အပေါ်မှာတော့သူတို့ကတော့ကြည့်အောင်သူတို့ကြီးပဲကစားမယ်ဆိုရင်လည်းဒါကအခက်အခဲရှိနိုင်တယ်ဆိုတာသူတို့ကသိနေတယ်အဲ့ဒါကြောင့်သူတို့ရဲ့အပေါ်မှာရှိတဲ့ဒီအကွေး၃ဦးရဲ့လုတ်ပုံခိုက်ပုံသူတို့ရဲ့အနေအထားကိုသူတို့ကစောင့်ကြည့်အောင်ပါအဲ့ဒီအနေအထားမှာရှိတယ်ဆိုတော့ဒီပုံကိုယ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အားလုံးပေါင်းလိုက်မယ်ဆိုရင်ဒီပုံကိုယ်တွေကပဲတစ်ကမ္ဘာလုံးကိုသူကစစ်ရေးရောစစ်ပွဲရောနိုင်ငံရေးရောသူတို့ကပဲလွှမ်းမိုးနေတာအဓိကတော့စစ်ရေးနဲ့စစ်ပွဲကိုနိုင်ငံတနိုင်ငံစစ်ပွဲတိုးတက်လာပြီဆိုလို့ရှိရင်အဲ့နိုင်ငံကတော့အင်အားကြီးလာတာပဲစစ်ပွဲရအရေးကြီးတယ်နိုင်ငံတနိုင်ငံတိုးတက်သလားမတိုးတက်ဘူးလားဆိုတာကဘယ်အရာနဲ့တိုင်းမလဲဆိုတာစစ်ပွဲပဲတိုင်းတာတိုင်းသူပြည်သားတွေရဲ့နေ့တူဝအသက်ရှင်ပုံအဆင့်တန်း level တနေ့ဝင်ပြောသူတို့ရဲ့အသုံးစရိတ်နဲ့စုဆောင်းနိုင်တဲ့ GDP ပေါ့အဲ့ဒီအပေါ်မှာအများကြီးမူတည်တယ်ဆိုတော့စစ်ပွဲအင်အားမကောင်းပဲနဲ့စစ်အင်အားတစ်ခုတည်းကောင်းနေလို့လည်းမရဘူးနောက်တစ်ခါဒီစစ်ပွဲအင်အားတစ်ခုတည်းပဲကောင်းပြီးတော့မှစစ်အင်အားကောင်းနေလို့လည်းမရဘူးအဲ့လိုသူကဖြစ်နေတယ်ဒါပေမဲ့စစ်အင်အားမှာတော့ဒီ၃နိုင်ငံကတော့ကောင်းပြီးသားပဲအဓိကတော့ဒီစစ်ပွဲပါစစ်ပွဲကစစ်ကိုကြတိုက်နိုင်မလားကြခံနိုင်မလားဆိုတဲ့ဆိုဗီယက်ချက်ကဒီစစ်ပွဲကောင်းမကောင်းပေါ်မှာပဲမူတည်နေတာဟုတ်ဆိုတော့ဒီ၃နိုင်ငံရဲ့အနေအထားကိုကြည့်ပြီးတော့မှအောက်မှာရှိတဲ့ဒီနောက်ထပ်၃နိုင်ငံကလည်းသူကကစားအောင်မှာပါဒါမဲ့သူတို့မှရှိခဲ့ဖို့တဲ့ရာဇဝင်သမိုင်းမှာကြီးကျယ်ခဲ့ဖို့တဲ့အကြောင်းအရာတွေကြောင့်သူတို့ကတော့လွယ်နဲ့ကောင်းမှုမဲ့အနေအထားတော့မရှိတိုက်မယ်ခိုက်မယ်လှုပ်ချင်အဲ့လိုအနေအထားမှာကျွန်တော်တို့ကကဘာကြီးကရှိနေတယ်ဒီပုဂ္ဂိုလ်တွေကစစ်မတိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်ရင်တော့ကဘာကြီးကတော့လုံးဝငင်းချမ်းသွားပြီပဲဒါမဲ့အဲ့လိုဆုံးဖြတ်ချက်ဒိုင်းကနေချဖို့ကအတော်လေးခက်အောင်ကျွန်တော်စောင့်ကြည့်ရမယ်အနေထားမှာရှိတယ်အမေရိကရဲ့ခြေလမ်းကတော့သူကသမ္မတထရန့်ကတော့အမေရိကန်အမတာမစုပ်ရပြက်စီးနေတယ်အဲ့ဒါကိုသူက restoration ပေါ့ပြန်ပြီးတော့မှပြုတ်ပြင်မယ်အင်အားကြီးလာအောင်တိတ်ခါရှိတဲ့နိုင်ငံတနိုင်ငံဖြစ်လာအောင်သူကလုပ်ချင်တယ်အဲ့ဒါကြောင့်သူကအမေရိကန်ပထမပဲအမေရိကန်ကိုဦးစားပြီးပဲကျန်တဲ့အရာတွေကတော့ဒုတိယအဆင့်လောက်မှာပဲရှိအကုန်လုံးအမေရိကန်စစ်ပွဲအင်အားကြီးလာမယ်လူနေမှုအဆင့်အနဲ့တိတဲ့ပုံမင်းလာမယ်အလုပ်လက်မဲ့လူဦးကြီးတွေရောက်ကြလာမယ်ရှင်းပြောမှဆိုလူတိုင်းစားနိုင်တောက်နိုင်တဲ့အရှင်းမှာရှိလာခုအမေရိကမှာဦးမဲ့အိမ်မဲ့တွေအများကြီးပဲကမ္ဘာအတူတက်ဆုံးကမ္ဘာစစ်ပွဲအကောင်းဆုံးနိုင်ငံမှာဦးမဲ့အိမ်မဲ့တွေကတားနေချီရှိနေတာနောက်တစ်ခါအပြင်ကနေဝင်လာတဲ့တရားမဝင်ဝင်လာတဲ့ကိစ္စကလည်းအမေရိကန်နိုင်ငံကိုအကြီးကျယ်ဒုက္ခရောက်စေတယ်
ပြောမယ်ဆိုတော့ဒီရှုပ်ပွက်ရှိတော့ရှုပ်ပွက်တန်းတန်းရှင်းရှင်းမရှိတော့ဘဲနဲ့ရှုပ်ပွက်ရှိတော့အဲ့ဒါတွေကိုတန့်ရှင်းလုပ်ချင်တယ်ပြောမှစမတ်ကြပြန်ဖြစ်ချင်တယ်အဲ့ဒီတော့အချိန်ယူချင်တယ်အချိန်ပေးချင်တယ်ငွေကြီးအင်အားလည်းအဲ့မှာရင်းနှီးမြှုပ်နှံချင်တယ်အဲ့ဒါကြောင့်သူ့ရဲ့ငွေကြီးအင်အားတွေဒဏအင်အားတွေတော့အနာဂတ်အပြင်မှာတော့မထွက်စေချင်အဲ့ဒါကြောင့်ပဲခုကြည့်ပါသူ့နိုင်ငံထဲမှာမလူလားအတဲ့တိတ်မလူတော့တဲ့ဝန်ထမ်းနေရတယ်အစိုးဝန်ထမ်းတွေအတိတ်ကတော့အစိုးဝန်ထမ်းတွေဖြုတ်ပစ်လိုက်တာအများကြီးပဲဖြုတ်ပစ်လိုက်တာအများကြီးဘာလို့လဲဆိုတော့ဒီလူတွေကတိတ်အလုံးမလုံးပဲနဲ့လစာပဲထိုင်ထုတ်နေတာအဲ့တော့သူတိတဲ့ခါကျတော့သူကထုတ်တယ်လိုအပ်တဲ့လူတော့ပဲအလုပ်လုပ်မယ်အဲ့တဘောမျိုးနဲ့သူကတွားနေတဲ့ခါကျတော့အပြင်ကိုတော့သူကတိတ်ကြုံမဆိုင်ချင်တော့ဒါမဲ့သူ့မှာလက်တံချီတာနေတော့ရှိတယ်သူလှုပ်ချင်ရင်တော့လုံနိုင်တယ်လက်တံချီတာနေအများကြီးတော့ရှိနေသေးတယ်ဒါအမေရိကအပိုင်ပြီးတော့သမ္မတပူတင်ရုရှားကတော့သူကတော့ပုံမှန်လေးနဲ့တွားနေတယ်တင်ငင်မှုရှိတယ်စစ်ရင်အားကလည်းအကြီးဆုံးနိုင်ငံကမ္ဘာမှာနျူကလ িয়ার ဆိုလို့ရှိရင်နျူကလ িয়ার ထိပ်ဖို့ဆိုလို့ရှိရင်သူပဲအများဆုံးပိုင်တာအမေရိကတက်တောင်ပုံများနေတယ်ပြီးတော့နေပြည်တော်ဖက်မှာလည်းအဲ့လောက်ရှိတော့မကြောက်ဘူးသူကအမေရိကတို့တရုတ်တို့နဲ့မိနေငါနဲ့ပါပဲသူကအဲ့လောက်ထိကိုတိုးတက်နေတဲ့ခါကျတော့တိုင်းပြည်စစ်ပွဲအနေထားလဲတင်ငင်မှုရှိတယ်သူကတော့တရုတ်တို့လိုပါတော့အကြီးကျယ်တိုးတက်နေတာတော့မဟုတ်ပြီမဲ့သူမှတဘာဝတက်ငွေတွေထုတ်ရောင်းစရာတွေလည်းအများကြီးရှိနေတဲ့ခါကျတော့တိုင်းပြည်စစ်ပွဲရလောလောဆယ်ကတော့တင်ငင်မှုရှိနေတယ်ပြီးတော့စစ်လက်နဲ့ပစ္စည်းတွေရောသူကထုတ်ရောင်းတာဆိုတဲ့ခါကျတော့ရုရှားလည်းဒီတိုင်းပဲတွားတော့ဆက်ပြီးမှတွားနေအောင်ပါသူကဒီဘက်ကျွန်တော်မြန်မာနိုင်ငံဘက်ကိုအာရှဘက်ကိုလည်းသူကမစ်ဆောင်ထိုးနေတယ်ကျွန်တော်မြန်မာနိုင်ငံကောင်းဆောင်ကြီးနဲ့လည်းတလောကတွေ့ဆုံပြီးတော့မှမြန်မာနိုင်ငံနဲ့ပူးပေါင်းလှုပ်ဆောင်ဖို့ဒီသဘောတူညီချက်9ခုလောက်သူကလက်မှတ်ထိုးခဲ့တယ်မြန်မာနိုင်ငံမှာသူကရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်ပြီးတော့မြန်မာနိုင်ငံမှာသူကပြောမယ်ဆိုရင်ဒီအရှိတောင်အာရှမှာသူကခြေလန်းလမ်းမဲ့အနေထားမှာရှိနေတယ်ဆိုတဲ့အခါကျတော့ဒီပုဂ္ဂိုလ်ကြီး3ဦးနဲ့အထဲမှာကျွန်တော်နဲ့တိုက်ရိုက်ပတ်သက်နိုင်တဲ့အနေထားက2ယောက်တောင်ဦးတောင်ရှိတယ်သမ္မတပူတင်နဲ့သမ္မတရှီကျင်းပင်သူကတရုတ်ကကျတော့သူကရုရှားနဲ့မတူသူဒီကနေ့မှာသူကတော့အရှမ်းဟော့ဖြစ်နေတရုတ်ကရှင်းပြောမယ်စနှုတ်ဆုံးပေါ်ဒီ AI နေပြင်ရပေါ့ DeepSeek ပေါ့လူငယ်လေးတအိုးကနေပြီးတော့မှသူ့နာမည်ကဘယ်လိုလဲမစ္စလီယမ်လျံဝန်ဖိန်ရဲ့ DeepSeek တီထောင်မှု DeepSeek AI လောက်နိုင်မှုကတရုတ်ရဲ့နေပြင်ရဲ့အစစ်တမ်းကိုထိတ်တန်းကိုရောက်စီတယ်ဆိုတဲ့အခါကျတော့သူကတော့အပြင်းမြန်ဆုံးပဲဒီ3ဦးထဲမှာသူကတော့အရှမ်းကိုအပြင်းမြန်နေတယ်ဒါမဲ့သူကလည်းတူတူတိတ်တိတ်ပါပဲသူကတော့အော်ကျဲနဲ့ပြင်းနေတာတော့မဟုတ်ဘူးသူကတူတူတိတ်တိတ်ပဲသူ့နိုင်ငံထဲမှာဆိုလို့ရှိရင်နေပြည်တော်ကအရှမ်းကိုမြို့နာမှုတွေလုပ်နေတာအစိုးရအဲ့ဘက်မှာပတ်စံတွေအများကြီးတုံးပြီးတော့မှရင်းနှီးမြို့နာမှုတွေလုပ်နေတယ်ဒါမဲ့အပြင်ကိုတော့သူကတိတ်မထွက်စီပြောမယ်ဆိုရင်သူကဒီစက်ရုပ်စစ်သားတွေအများကြီးထုတ်လုပ်ဖို့ရှိတယ်တရုတ်ကနောင်လာမဲ့ဆယ်စုနှစ်လောက်ဒီမှာဆိုလို့ရှိရင်တရုတ်ကနေပြီးတော့မှတကဘာလုံးကိုစက်ရုပ်စစ်သားတွေတင်ပို့ဖို့အနေထားရှိတယ်အဲ့ဒီတော့က AI နေပညာအရန်ကြီးတယ်ဆိုတော့အဲ့ AI နေပညာလည်းခုမစ္စလီယန်ဝင်ဖိန်ကလွယ်ကလေးနဲ့တီထွင်လိုက်တဲ့ခါကျတော့ကွက်တိပဲတရုတ်ကအရန်ကိုဟော့ဖြစ်နေတဲ့သူဖြစ်နေတယ်ကျွန်တော်ဒီကနေ့အဓိကဆွေးနွေးချင်တာကဒီကပ္ပပုဂ္ဂိုလ်ကြီး3ဦးပေါ့ကပ္ပနိုင်ငံရေးစက်ကွန်ကပ္ပနိုင်ငံရေးခင်းချင်းကြီးကိုဒီလိုကင်ဆွဲနေတဲ့ဒီပုဂ္ဂိုလ်ကြီး3ဦးသူ့မို့နိုင်ငံရေး3နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်မှာဆက်ဆံလာနိုင်တဲ့အနေအထားကိုကျွန်တော်အနေနဲ့ဆွေးနွေးချင်တာပါရုရှားနဲ့တော့ခုနကျွန်တော်ပြောပြီးပြီတော့လာပြီ
ဒီချက်ချက်နက်နက်ကိုသူကရင်းနှီးမှုနာမှုကိုသူကလှုပ်ချင်တယ်ရုရှားကသူကလှုပ်လိုက်ရင်တော့သူကချက်ချက်နက်နက်ပဲသူကလှုပ်တာဘယုံတုံးကသူကလှုပ်လိုက်မလှုပ်လိုက်လှုပ်လိုက်နားလိုက်အဲ့လိုမျိုးတော့သူကမရှိဘူးသူကလှုပ်ခဲတယ်လှုပ်ရင်မြဲတယ်အဲ့ပုံစံမျိုးဖြစ်နေတယ်သူကလာပြီးခုမြန်မာနိုင်ငံမှာရင်းနှီးမှုနာမှုတွေလှုပ်တော့မယ်ဘယ်လောက်ထိဘယ်အဆင့်ထိသူလှုပ်မလဲဆိုတာကတော့ဒါတော့ပြောလို့မရဘူးသူကနေပညာပိုင်းလဲပါမယ်စစ်တပ်ပိုင်းလဲပါမယ်ပြီးတော့ဒီနျူကလ িয়ার ဓာတ်အားသုံးလက်စစ်တပ်ပေါင်းဖို့တွေပေါ့အဲ့ဒီအထိကိုသူကရင်းနှီးမြှုပ်နှံချိနေတာပြီးတော့ထဝယ်ရင်နဲ့စစ်ကိုင်းကြီးကိုသူကတိဆောက်ပြီးတော့မှအဲ့ရနေပြီးတော့မှရင်းနှံနေချက်မယ်တဘာဝတက်ငွေတွေသူ့နိုင်ငံနေပြီးတော့မှတဲလာပြီးတော့မှအဲ့ရနေပြီးတော့မှအရှိတောင်တစ်ခွင်ပေါ့အရှိတောင်အချက်တစ်ခွင်သို့မဟုတ်တရုတ်တို့ဘာတို့အထိကိုသူကဖြန့်ချီလှုပ်ချိနေတာခမှန်းကြည့်တာပေါ့အဲ့လိုဖြစ်နေတာအလားလာကောင်းတယ်ပြီးတော့ရုရှားကတခုကောင်းတာသူကဝင်လာတော့တယ်ပဲသူကဒီနိုင်ငံရဲ့အရှုပ်ထွေးကိုသူကတက်ဝင်စွတ်လိမရှိသူကသူပဲစစ်ပွဲလှုပ်နေတာတရုတ်တို့အမေရိကနဲ့ရုရှားကမတူဘူးအဲ့လိုမျိုးဖြစ်နေတယ်ပြီးတော့နောက်တစ်ခါတရုတ်ကကြတော့ကျွန်တော်တို့ကနှစ်ပေါင်းများစွာအင်းချင်းနိုင်ငံဖြစ်နေတယ်။နောက်လည်းဖြစ်နေအောင်ပါ။အင်းချင်းနိုင်ငံဆိုတာပြောင်းလို့မှမရတာ။ကောင်းနေဖြစ်စေမကောင်းနေဖြစ်စေသူတို့နဲ့အများနဲ့ဆက်ဆံနေရအောင်ပါ။ဆိုတဲ့ကကြတော့ဒီတရုတ်နဲ့ဆက်ဆံရေးရတယ်အရန်ကိုအနေများတယ်ဗျာ။ရှင်းပြောရမယ်ဆိုရင်သူကလူကြီးလည်းများတယ်ဗျာ။သူလည်းတူးတက်လာတဲ့ခါကျတော့ဒီမြန်မာနိုင်ငံဒီတရုတ်နယ်ဆက်တကြောမှာလဲသူ့ရဲ့တရုတ်နိုင်ငံမျိုးနွယ်စုတွေကလည်းလူမျိုးစုကလေးတွေကလည်းရှေ့နေတဲ့ခါကျတော့မြန်မာနိုင်ငံအတွက်အမတမတတိထားရမယ်အနေထားမှာရှိနေတယ်အားလုံးသိတဲ့အတိုင်းပဲလေသူကတပေလုံးကိုသူကမှွေနောက်နေတာမြန်မာနိုင်ငံတနိုင်ငံလုံးကိုမှွေနောက်နေတာကိုဆိုလို့ရှိရင်ရှေ့ပြရှမ်းမြောက်မှာမှွေနောက်ပြီးတဲ့ခါကျတော့ဒီကရင်ပြည်နယ်ထိုင်းနယ်စပ်ဘက်ကိုအကြီးကျယ်မှွေနောက်နေတာပြီးတော့ဒီအနောက်တကားရခိုင်မှာကြောက်ဖြူစစ်ကမ်းကြောက်ဖြူရင်တဲ့စစ်ကမ်းကိုလည်းသူကလုံနေတာဆိုတော့မြန်မာနိုင်ငံမှာသူကတော့အများဆုံးအဓိကပါဝင်လှုပ်ရှားအောင်ပဲအနေထားမှာရှိတယ်ပြီးတော့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်းတောက်လျှောက်ပေါက်ဖော်ဆက်ဆံရေးဆိုတဲ့ညီကိုချင်းပေါက်ဖော်ဆက်ဆံရေးရလည်းရှိနေတဲ့ခါကျတော့မြန်မာနိုင်ငံမှာတော့တရုတ်ရဲ့လက်ရတွေခြေရာတွေကတော့မင်းနေရအောင်ဆိုတဲ့ခါကျတော့တရုတ်ရဲ့စီဒနာဘလောက်ကောင်းတယ်လဲဆိုတဲ့အပေါ်မှာမြန်မာနိုင်ငံတင်ငင်မှုကလည်းမူတင်နေပြန်တယ်အဲ့ဒါကအရန်ကိုကျွန်တော်တို့အတွက်အခါရအခက်ဆုံးကိစ္စတစ်ခုပဲအဲ့ဒါကတရုတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောအမေရိကကတော့ခုနကျွန်တော်ပြောသလိုပဲမြန်မာနိုင်ငံနဲ့တိုက်ရိုက်ပတ်သက်မှုကတော့ဒီနှစ်ပိုင်းမှာတော့တိတ်မြင်တွေ့ရအောင်မှမဟုတ်သူ့စီမှာရှိတဲ့သူ့ရဲ့ဒီမိုကရေစီဘက်တော်သားတို့ခေါ်တဲ့ပြောရမယ်ဆိုရင် तू မွေးထုတ်ထားတဲ့မြန်မာနိုင်ငံသားတွေပေါ့ तू မွေးထုတ်ထားတဲ့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံမှာဒီမိုကရေစီလှုပ်ရှားမှုတွေကိုအိုးဆောင်ဖို့မွေးထားတဲ့သူတွေရှိတယ်သူတို့တွေကိုတောက်လျှောက်သူတို့ကငွေကြေးထောက်ပံ့ပြီးတော့မှဒီလိုနဲ့ပဲကျွန်တော်မြန်မာနိုင်ငံကိုအဓိကရုဏ်းတွေဖြစ်အောင်နိုင်ငံရေးအုပ်ချုပ်မှုတွေဖြစ်အောင်တောက်လျှောက်လုပ်နေတာရှင်းပြောမယ်ဆိုရင်မြန်မာနိုင်ငံထဲမှာဒီပထမဆုံးလက်နက်ကင်ပုံကန်တော်လှန်တဲ့ဒီ KNU ဆိုလို့ရှိရင်ဒီဘဲကအုပ်စုကပဲထောက်ပံ့ထားတာဆိုတဲ့ကကျတော့သူ့ရဲ့လက်ရချီရာတွေအရှမ်းအနေများတာဒါပေမဲ့အခုထပ်တက်လာတဲ့နောက်ပိုင်းမှာတော့ခုမြန်မာ US8 လို့ခေါ်တဲ့ဒီငွေကြီးစစ်စစ်မှုဒီကိုလည်းသူအကုန်လုံးဖျက်တောက်လိုက်တဲ့ခါကျတော့ဘယ်လိုစစ်စစ်လာအောင်မလဲမြန်မာနိုင်ငံပေါ်မှာအုပ်ချုပ်မှုတွေဖြစ်အောင်မတည်ငြိမ်မှုတွေဖြစ်အောင်ဆက်ပြီးတော့မှဘယ်လောက်ထိငွေနောက်အောင်မလဲ US ကဆိုတာတော့ကျွန်တော်စောင့်ကြည့်ရမယ်အနေထားမှာရှိနေတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဆုတောင်းရမှာပေါ့ဗျာဒီ၃နိုင်ငံနဲ့ကျွန်တော်ကတက်ရပတ်သက်မှုတွေရှိနေတဲ့ခါကျတော့ကျွန်တော်နိုင်ငံလေးရလဲတနာဖို့ကောင်းပါလေဗျာဒီနိုင်ငံကလေးကသူတို့ကစိတ်ဝင်စားပြီးတော့မှရှင်းပြောမယ်ဆိုကောင်းအောင်လည်းလုပ်မပြေးကြဘူးဗျာရှင်းပြောမယ်ဆိုကောင်းနိုင်ငံတိုးတက်အောင်လုပ်ပြေးကြရင်တော့ကောင်းတာပေါ့ခုကအဲ့လိုမဟုတ်ဘူးနိုင်ငံကိုမတင်းရင်ဖြစ်အောင်ပြဿနာတွေတစ်ခုပြီးတစ်ခုပေါ်အောင်သူတို့ကလုပ်နေတာအဲ့ဒါရန်စူးပါလေဗျာအဲ့ဒါကြောင့်ဒီကမ္ဘာနိုင်ငံကြီး၃နိုင်ငံအင်အားကြီးဆုံး၃နိုင်ငံရဲ့
ခြိတံလက်တံတွေသူတို့ရဲ့ policy တွေသူတို့ရဲ့လုပ်ပုံကင်ပုံတွေသူရဲ့စိတ်ထားစေတနာတွေကကျွန်တော်မြန်မာနိုင်ငံနဲ့လည်းမကင်းဘူးတိုက်ရဲ့ပတ်သက်မှုရှိနေတယ်ဆိုတာကိုမြန်မာနိုင်ငံသားတွေမမိဘူးအဲ့ဒါကိုကျွန်တော်ဒီနေ့အနေငယ်ဆွေးနွေးချင်တာပါဒီနေ့တော့ဒီလောက်ပါပဲမြန်မာနိုင်ငံသားများအားလုံးကိုယ်စိတ်နှလုံးချမ်းသာကြမှာကြပါစီဗျာအားလုံးကျေးဇူးတင်ပါတယ်